ဆရာမင်္ဂလာပါမင်္ဂလာပါဒီနေ့ကျွန်တော်တို့သုံးလောကမီဒီယာနေပြီးတော့ဆရာနဲ့စာပေအင်တာဗျူးမိတ်ဆက်ပြီပေါ့နော်ဆရာဟုတ်ကဲ့ဆရာအင်တာဗျူးခွင့်ပြုပါဟုတ်ပထမဆုံးအနေနဲ့ဆရာဒီစာပေလောကကိုပေါ့နော်ဘယ်နှစ်ခုနှစ်လောက်ကများစပြီးတော့ဝင်ရောက်ခဲ့လဲပေါ့နော်အဲ့ဒါလေးသိချင်ပါတယ်ကျွန်တော်ပါပေါ့ကြပြာစရတာတော့ကျောင်းသားဘဝပေါ့အဲကျောင်းပထမတော့ကျောင်းနေရာကစာဆောင်နေတော့ကျွန်တော်ကြပြာတို့စာလို့ဝင်ရေးသေးဘူးကျွန်တော်ပကြီးဝါသနာပါတော့ကျွန်တော်ပကြီးနည်းနည်းပါးပါးဆွဲရပန်းပြီးတော့အဲကျောင်းကစီနီယာဆရာမတွေနဲ့တော့ကျောင်းကစီနီယာကျောင်းသားတွေပေါ့နော်သူတို့ကနေပြီးအဲနေရာကစာဆောင်ကအပတ်တိုင်းကျွန်တော်ကျောင်းမှာတော့တော့ကျောင်းကပဲကျောင်းလဲဆိုတော့ပေါ့ခုတော့လမ်းမတော်အတကတက်ပေါ့ကျွန်တော်ဒီစိန်ရုံးရာဦးစီစဉ် High School ပေါ့စိန်ရုံးယောက်ျားလေးကျောင်းယောက်ျားလေးတွေပဲကျောင်းမှာပုံပါလေအဲ့မှာညကဆောင်းတစ်ပတ်တစ်ခါလုပ်ရင်ကျွန်တော်တေးဖို့ပုံလေးပေါ့အဲ့ပျော်စရာတော့ကောင်းတယ်ဟာလေးကာလာလေးနေပေါ့သူတို့စာညွတ်လေးကြပြာလေးတွေဝတ္ထုဆိုညကဆောင်းတော့ဆိုတော့ဝတ္ထုရှည်ကြီးတော့ပေါ့ဝတ္ထုတူလေးတွေနောက်ဆောင်းမလေးတူလေးဆရာမတွေလည်းရေးတယ်နောက်ကျောင်းသားတွေလည်းရေးတယ်အဲ့ဒါကျောင်းကြီးကလည်းအားပေးကျောင်းကြီးကတော့အဲ့တော့ကျောင်းငယ်တော့အင်္ဂလိပ်လိုမျိုးပေါ့Mr. Book ပေါ့အဲ့ဒါ James Henry Book နာမည်ကအင်္ဂလန်နေရောက်လာကျောင်းမှာလည်းအဲ့တော့ဆရာမတွေကဆရာတွေကအင်္ဂလိပ်လိုမျိုးလည်းရှိတယ်ကျွန်တော်မြန်မာတွေလည်းရှိတယ်နောက်ပြီးရင်တိုင်းသူတိုင်းနာပေါင်းစုံနဲ့ဆရာမတွေနောက်တော့ခရစ်ယာန်ဘာသာဝင်ဒါလောက်ကြတယ်ညာပါဆရာမတွေမြန်မာတွေလည်းရှိပါဟုတ်ကဲ့အဲ့ဒါနဲ့နေတဲ့ခါကျတော့အဲ့မှာညာကဆောင်မှာပကြီးလေးတွေဆွဲတယ်နောက်တော့တရက်ကျတော့အဲ့မှာဆရာဦးမြင့်စိုးမန်းတက်ကလို့ဆိုတာသူကမြန်မာသားဆရာပေါ့ဆရာနေပြီးတော့ကဲတဲ့သူကလည်းကြပြဝါသနာပါတယ်အဲ့တော့ဆရာအဲ့ဒါကဲတဲ့မင်းတို့နဲ့ငါတို့နဲ့စုပေါင်းကြပြစာအုပ်ထုတ်ကြမယ်ဆိုပြီးတော့စီးစာညာချမ်းကြပြလန်းဆိုအဲ့ဒါသူကဆရာလူမျိုးကြီးအကျောင်းဆရာဆိုဟိုခေတ်ကကျောင်းဆရာလာရတယ်သူကလည်းလူလောက်တယ်လေနောက်တော့ဆရာအကုန်ကြခံပြီးတော့ဘုံတော့ဖုန်းလေးခါရပါတယ်ဆရာခုတော့ကြီးသေးပေါ့အဲ့နဲ့ဖုန်းလေးဟာပေါ့ပြာစာပေါ့နောက်တော့ကြပြတပုတ်လားမလို့လို့နေအဲ့စာမျက်နှာပေါ့ဖွဲ့လိုက်အဲ့မှာကျွန်တော်နဲ့တန်းထဲမှာနေတဲ့သင်္ကန်းကြီးတယောက်ကသူကကြပြကြီးတယ်ကျွန်တော်ကတော့ဘာလို့မဟုတ်ပေါ့အဲ့ဒီတစ်ခါမှလည်းမရေးဘူးပေါ့အဲ့သူကကြပြတပုတ်လိုတယ်တဲ့ဆိုတော့ဆရာအဲ့လိုကျွန်တော်ပုံနေပါလေနေရာကစာလုံးမှာဆွဲနေတာဆရာပြီးတော့နေရာကစာလုံးမှာဆွဲနေမင်းတကယ်ကြီးကိုတပုတ်ဝင်ရေးခိုင်းလိုက်ပါဒါဆိုကြပြပြည့်တော့အဲ့ဒါကျွန်တော်တကယ်ကြီးကကြပြတပုတ်ဝင်ရေးလိုက်တယ်ဆရာမင်းတပုတ်လို့အဲ့ကျွန်တော်ကဘာရင်းကောင်းလဲဆိုတော့တစ်ခါမှလည်းကြပြမရေးဘူးအကြီးပဲဆွဲနေအဲ့ဒါဆရာမြင့်ဆိုကျွန်တော်ပြောဆရာတို့ကျွန်တော်ကြပြတစ်ခါမှမရေးဘူးစားလည်းမရဘူးဒီပကြီးပဲဆွဲနေတာပကြီးကတော့လေးလာနေတာပေါ့အများကြီးပဲအဲ့တော့ဆရာဒါဆိုရင်မြို့ကဖော်မြူလာလေးတစ်ခုပေးလိုက်မယ်ဆိုပြီးတော့လည်းလွယ်တယ်ဗျအဲ့မှာကြပြရေးတာကိုသွားဘူးဖော်မြူလာလေးအဲ့ဒီလေးလုံးစက်လေးပေါ့အဲ့မှာ plus ပေးထားတဲ့နေရာကြာရင်ကာယံယူရတယ်အဲ့လေးလုံးစက်ကို plus ပေးထားတဲ့နေရာကြာရင်သူကဒီလို depth လေးလို့လိုက်အဲ့ depth နေရာမှာကိုရေးချင်တဲ့စာတဲ့ဒီ plus အပေါ် plus အောက် plus တွေကတော့ဒါကာယံညီရဆရာအဲ့ဒါခဏပါပဲကျွန်တော်ရှင်းပြသူကလေးလုံးစက်တင်ပေးလိုက်တယ်ကျွန်တော်တလက်စာလည်းမထူးဆိုအဲ့နေရာဆရာထူးပါတဲ့ငါအချိန်ရတော့မင်းလိုက်မှန်မှဆိုသူကလေးလုံးစက်တင်ပေးတယ်နောက်ဒွေးဂျိုနောက်လေးဂျိုနောက်ထရီဂျိုအဲ့ဒါလေးသူတင်ပေးလိုက်တော့ formula လေးနဲ့ဟိုသင်္ကေတလေးရှိအဲ့ကျွန်တော်ကဲကျွန်တော်တင်ပေးတယ်ဘလောက်လိုတာလဲလို့ကြပြအဲစောင်းမှာသူကလက်မနဲ့တိုင်းပြီးအဲ့လောက်ပဲလိုတယ်တဲ့ပုံနှိမ့်လိုက်အဲ့ဆိုကျွန်တော်အဲ့ဒါနဲ့ခေါင်းစဉ်ညဆိုတော့ကျွန်တော်တွေးပေါ်လာလေးကျွန်တော်တင်ငင်းရင်းတွေကိုကြည့်ပြီးတော့ပေါ့နော်သူတို့ကြပြတွေစာရီတာဟောတာပါတော့သူတို့ကြည့်ပြီးတော့ကျွန်တော်ကကြပြဝတ္ထုချိန်လူယူအမြုကေပြည့်ရေးခဲ့တယ်စီမာလဲကုန်မိအိမ်ဟုတ်နဲ့စီမာလဲပုံမိရင်ပုံနဲ့ရုံရခက်ရေးနေသေးရဲ့ဆိုတော့အဲ့တော့ပထမဆုံးကျွန်တော်ကလောင်နာမည်ရတယ်မောင်ဖုံးမြင့်စိန်ညုံးဆိုပြီးတော့ကျွန်တော်အကြောင်းနာမည်ထည့်တယ်
အဲ့ဒါပထမဆုံးကျွန်တော်ရဲ့ပုံလေးစလုံးပါတယ်ခင်ဗျာနောက်တော့နှစ်တီကြာသွားတယ်ပေါ့ဆရာရဲ့နှစ်တီကြာသွားပြီးတော့နောက်တော့မှအဲ့ဒီစရေးတာတော့စာနေစဉ်မဂ္ဂဇင်းကြီးပေါ့တွေးတော့မယ်အဲ့မှာကြာမှဝတ္ထုရေးတော့မှလက်ရှိကလောင်လာတယ်ပေါ့စောင်းဝင်လာဆိုတော့ရေးတယ်အဲ့ဒါဟိုကြပြာစရေးတော့က1966ဟိုဝတ္ထုစရေးတာ1983ဟုတ်ကဲ့